ရဲတဲ့ရှုံးနေမှုတွေနဲ့ပဲကြုံတွေ့နေရပြီး depression ဘဝနေဖြစ်တဲ့တင်ကတညမှာစိတ်ညစ်နေလမ်းလျှောက်ထွက်လာပြီးရုတ်တရက်ကောင်းကင်မှာကြဲကြွေးတာကိုမြင်လိုက်ပါတယ်။ဒါနဲ့သူ့တစ်ခုတောင်းလိုက်ပါတယ်။လူတိုင်းရဲ့အမြင့်မှာနေနိုင်တဲ့ဂုတ်တယောက်ဖြစ်ပါစေဆိုပြီးတော့ပေါ့။ဒီလိုနဲ့နောက်ဘဝရောက်တော့တင်ဆူတောင်းတဲ့အတိုင်းဖြစ်လာခဲ့ပါတယ်။ဒီဂုတ်တော့မဟုတ်ပါဘူး။ဒီဂုတ်တော်မှာရိုးရိုးဂုတ်မဟုတ်ပါဘူး။လူတိုင်းရဲ့အမြင့်မှာနေနိုင်တဲ့မောင်နှိမ်ဂုတ်လို့ခေါ်တဲ့တောင်စိတ်တကောင်ဖြစ်လာခဲ့တာပါ။ဒီဘဝမှာတင်က depression ဝင်တာမျိုးတွေမဖြစ်တော့ပါဘူး။အမှန်တကယ်ကဖြစ်ဖို့အချိန်ကိုမရှိတော့လို့ပါ။မိခင်ပိုက်တဲ့ကထွက်ပြီးနိုင်ပိုင်းအတွင်းမှာပဲမတ်တက်ရလမ်းလျှောက်နိုင်နေပါပြီ။ဘာလို့ဆိုအတင်းကိုနေလဲစာလုပ်ချင်နေတဲ့ကောင်တွေကအမြဲတမ်းစောင့်ကြည့်နေတတ်လို့ပါ။တရက်လောက်ကြာရင်တော့မိခင်နောက်ကိုလိုက်ပြီးတောင်ကပါးတွေပေါ်တက်ရပါတယ်။ဒါအပြင်မိခင်နောက်ကိုလိုက်တဲ့အခါမှာလည်းတောက်တောင်တွေနဲ့ခန္ဓာကိုယ်ဟန်ချက်ကိုထိန်းညှိနိုင်ဖို့ကြိုးစားရပါတယ်။တိတ်အနေနဲ့တစ်ချက်မားတာနဲ့ဒါကြောင့်ရှင်သန်ဖို့အတွက်စတင်ကြိုးစားရပါတော့တယ်။မိခင်ကအရှိကနေကိုယ်တိုင်အရင်လမ်းလျှောက်ပြမှာပါ။ပြီးရင်တော့သင်ကမိခင်ပြတဲ့အတိုင်းလမ်းလျှောက်ရပါတယ်။ဒါဆိုအဲ့အချိန်တောင်ကပါးကနေပြုတ်မကြဘူးလားလို့တွေးကောင်းတွေးမိပါလိမ့်မယ်။မပူပါနဲ့တစ်မှာစူပါခွာတွေမွေးကလေးကပါလာပြီးသားပါ။ခွာရဲ့ပြင်ပိုင်းကမာကြောပြီးအတွင်းဘက်ခွက်နေတဲ့နေရာလေးကတော့ဘာဘာလို့ပျော်ပြောင်းနေပါတယ်။ဒါကြောင့်ဆုတ်ခွက်လိုမျိုးတောင်ကပါးတွေမှာကတ်ထားနိုင်ပါတယ်။ပြောရရင်လူသားတွေအသုံးပြုတဲ့ climate shoe ဆိုတာတွေကတင်းရစူပါခွာကို reference အနေနဲ့ယူထားတာပါ။ဘိုက်စာလို့နှုတ်ဆိုပြန်ရင်လည်းတခြားတိရစ္ဆာန်တွေလိုအေးအေးဆေးဆေးဆိုးရမှာမဟုတ်ပါဘူး။အရင်ဆုံးမိခင်ကနှုတ်တိုက်ဖို့အတွက်နေရာရှာရပါတယ်။ခြေထောက်လေးပတ်လုံးတေချာထောင်းနိုင်တဲ့ကြောက်ကပါးဆုံးတဲ့နေရာမှာနေပြီးတင်ကိုယ်တိုင်ကလည်းနှုတ်ဆိုရင်ကြောက်ကပါးကနေဟန်ချက်ပြက်ပြီးပြုတ်ကျနိုင်တာမလို့အမြဲတမ်းထားနေရမှာပါ။ဒါကြောင့်စိန်နဲ့စုပ်နေလို့မရပါဘူး။တစ်ခါစုပ်ရင်20စက္ကန့်ကနေ60စက္ကန့်လောက်ပဲကြာရမှာပါ။ဘာလို့ဆိုမိခင်ကတခြားသားရတွေရန်ကလည်းကာဝယ်ဖို့လိုတာမလို့ပါ။ကြောက်ကပါးနှုတ်ဆိုခြင်းစဉ်တက်မြောက်ပြီးတင်နဲ့ရွယ်ရောက်လာပြီဆိုရင်တော့ပိုင်းစာရေးမြတ်စာဟိုမှာကြောက်တောင်တွေကြားမှာရှိတဲ့မြက်တွေနဲ့အပင်ငယ်တွေကိုကိုယ်တိုင်ချထားရတော့မှာပါ။ဒီအချိန်မှာတင်းရအမွေးတွေကစားပြီးပြောင်းလဲလာပါပြီ။ baby coat လို့ခေါ်တဲ့အမွေးနုနုလေးတွေကကျွတ်သွားပြီးအရွယ်ရောက်အမွေးတွေကစတင်ပေါက်လာပါပြီ။ဒီအမွေးတွေကပိုခိုင်မာပြီးရေဆိုးလဲခံနိုင်ပါတယ်။ဆောင်းရည်ရောက်လာတဲ့အခါမှာတော့အမွေးလွှာနှစ်ဆင့်ရှိတဲ့ဒါဘက်ကုတ်အဖြစ်ပြောင်းလဲသွားပါတယ်။အပြင်ဘက်လွှာကိုခိုင်မာတဲ့ဂဟဲလို့ခေါ်ပြီးအတွင်းဘက်အမွေးတွေကတော့အပူချိန်ထိန်းတဲ့အလာဖာလို့ခေါ်ပါတယ်။လူအများစုကအတင်းရခန္ဓာကိုယ်အတွင်းဘက်ကိုဒီလိုပုံစံထင်ကြတာပါ။အမှန်တကယ်ကဒီလိုပါ။အမွေးတွေနဲ့ဖုံးနေလို့သာအကောင်ကြီးရဲ့ထင်ရတာပါ။ဒါကြောင့်တချို့သားရဲတွေဆိုရင်တင်းကိုအကောင်ကြီးရဲ့ဆိုပြီးရှင်ကြတာပါ။တင်းရဲ့ကိုယ်လေးချိန်က80ကနေ140ကီလိုဂရမ်ထိရှိနိုင်ပါတယ်။ပြောရရင်တာမန်စိတ်တစ်ကောင်ရဲ့အလေးချိန်နဲ့အတူတူလောက်ပါပဲ။သားရဲတွေဆိုမှတောင်ပေါ်မှာနေအန်ရကင်းနိုင်တယ်ဆိုပေမဲ့တောင်စိတ်တွေအကြောက်ဆုံးကောင်ကတော့တောင်ချင်သေးတွေပါ။ဒီကောင်တွေကတောင်စိတ်တွေနေပါတောင်တက်တာကျွမ်းပြီးတက်ဆက်မဲလိုက်တဲ့ကောင်တွေမလို့မဲသတိထားနေရတာပါ။တချို့တောင်စိတ်တွေကတော့ပြန်တိုက်ခဲတာမျိုးတွေရှိကြပါတယ်။သားရဲကိုဂျိုးနဲ့ခွေပြီးတောင်အောက်ကိုတွန်းချတာမျိုးပေါ့။ဒါပေမဲ့ဒါကလည်း risk တော့များပါတယ်။အခက်မသိရင်နှကောင်လုံးပြုတ်ကြပြီးရှောမှာပါ။အခုလိုတိုက်ရိုက်ခိုက်ရည်လည်းကောင်းနေတဲ့အရွယ်ရောက်ပြီဆိုတော့တင်းအနေနဲ့အချက်အတွက်ရှင်ပြိုင်မှုအချိန်ကျလာပါပြီ။တောင်ထိန်မလေးကိုလည်းတွေးပြီးဆိုရင်တော့အနီးနားကိုသွားလိုက်ပါတယ်။ဒါပေမဲ့ဒီကောင်လေးတော့မဟုတ်ပါဘူး။တင်းနဲ့အကြံတူရန်သူဒီကောင်လည်းရှိနေပါသေးတယ်။ဒီတော့အချင်းနဲ့စစ်မှာမတရားတာမရှိဘူးဆိုတဲ့အတိုင်းဂျိုးနဲ့ခွေပြီးခွန်အားချင်းပြန်ရပါတယ်။ဒီပွဲမှာတော့မမကိုအရန်ချစ်မိသွားတဲ့တင်ကပဲအနိုင်ရရှိသွားပါတယ်။အမားကလည်းလက်ခံပြီဆိုရင်တော့ဒါပေမဲ့တောင်ထက်အခြေ3မိနစ်ဆိုတဲ့အတိုင်းမြန်မိတ်လိုက်မှရမှာပါမိတ်လိုက်နေရင်တောင်အောက်ကိုချောကြနိုင်တာကတစ်မျိုးအခြားသားရဲတွေရန်ကိုစိုးရင်ရတာကတစ်မျိုးဆိုတော့မြန်ဆန်ဆန်လုံးမှပဲရမှာပါโอเคမိတ်လိုက်ပြီးတဲ့အခါအမဘေးမှာရပိုင်းလောက်နေပြီးအခြားတွေနားမလာနိုင်အောင်စောင့်ကြပါတယ်ပြီးရင်တော့အထီးအုပ်တွေနဲ့အတူပြန်သွားနေကြပါတယ်အမအနေနဲ့ကကုံဝင်ဆောင်မယ်ကလေးမွေးမယ်ကလေးကိုလည်းပြုစုရအောင်ပါပြောရရင်တောင်စိတ်အထီးတွေကအမားတကောင်လေးနဲ့မိတ်လိုက်တာမျိုးမဟုတ်ပဲအခြားအမားတွေနဲ့လည်းမိတ်လိုက်ကြပါတယ်တဲ့အနေနဲ့ကတောင်ပေါ်မှာနေမယ်အမားတွေကိုလိုက်ရှာမယ်မိတ်လိုက်မယ်ဒီလိုနဲ့အသက်15နှစ်ရောက်လာရင်တော့အိုလာပါပြီခွန်အားတွေလည်းနည်းလာပြီးကောင်းကောင်းမလှုပ်ရှားနိုင်တော့ပါဘူးအေးတန်ကိုလည်းခံရင်နောက်ဆုံးမှာတော့တောင်ကပါးမှာရှိတဲ့ဂူလေးထဲမှာပဲတဲ့ရဲ့ဘဝကပြီးဆုံးသွားပါပြီဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့